ဟုတ်ပါငါကြိတ်တာမပါဘူးငါဒီ၄កောင်လို့ကြိတ်တယ် လေးကြိုက်ပါလို့ရတယ် ကလေး3កောင်ဘိုင်းဘောဆိုတော့လိုက်ပြီး တကယ်တော့ဝယ်ဖို့စိတ်ကူမရှိပါဘူးအဲ့မှာတိုင်းစီးတီးမှာရှောက်ပတ်နေ blind box ဆိုင်လေးတွေ့ရပေါ့နော်အဲ့မှာကျွန်မ blind box မဖောက်ဘူးလို့ပြောတော့သူတို့3ယောက်ကကျွန်မတို့နိုင်ငံခြားမသွားခင်ဆိုပြီးတော့လက်ဆောင်အဖြစ်ဝယ်ပေးရဖြစ်ပါတယ်ကျွန်မ blind box နာမည်လည်းမသိဘူးပေါ့နော်သူတို့3ယောက်ကပဲဒီဟာလေးလာတယ်ဟိုဟာလေးလာတယ်ဆိုပြီးတော့သူကပဲ option ပေးရပေါ့နော်အဲ့ option တွေကနေပြီးတော့နည်းနည်းကြီးများပြီးတော့ရွေးပြီးတော့သူတို့3ယောက်လည်းအဲ့ဒီဘယ်လောက်ဆိုင်ရမှာနော်ဘာညာဆိုပြီးတော့သူတို့3ယောက်လည်းဝေချမ်းစိတ်ဖြာပြီးတော့မှနောက်ဆုံးတော့ဒီ Yuki ဆိုတဲ့ဟာလေးကိုယူပြသွားပါတယ် လူချင်းဆုံးတော့ပြောရမယ်မရဘူးတခုပဲပြ ဆက်စားတယ်ငါဒီ၄កောင်လို့ကြိတ်တယ် လေးကောင်โอเคအဲ့ဒါဒီနှစ်ဘူးတဲ့ရအောင်ယူပါ နိုင်နိုင် နှစ်မူးကဟိုခရမ်းနဲ့ပန်းတယ် လေးဘူးတော့ ပေးပါမယ် ဟုတ်ပါ ငါကြိတ်တာမပါဘူး ဟုတ်လိုက်ကြိုက်မှာပြန်ဆိုးလိုက်တာသူကလေး အဲ့ပါရဲ့ဘိုင်းအောင်လေးလေး ပြလိုက် အိုးဒါလေးချစ်စရာလေးချစ်စရာလေးစီရောရုပ်လေးကြည့် လူချင်းတဲ့တွေကပေါက်တာကြံရမ်းကောင်းတယ်ချစ်စရာလေး ချစ်စရာလေးဒီ ပြလိုက်ဒီနဲ့ပြန်ထည့် ဘိုင်းဆော့ဘာ ဘလိုက်ပါ ဘိုင်းဘောဝယ်ပေးရဲ့ကလေး3ယောက် Hi နေပါ နော်နေရပြော Hi ဟုတ်ချီကျမချောလေးပါ စိတ်ကုန်တိုင်း